AutoCAD အသုံးပြုနေတဲ့ AutoCAD user တွေအတွက်ဒီဗီဒီယိုမှာ AutoCAD 2023 version ကို license activate လုပ်တဲ့နည်းအပါအဝင်ဒီ software install လုပ်နည်းအစအဆုံးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့ Rising Star Engineering Group ရဲ့ Telegram channel နဲ့ Telegram group တွေမှာဒီ AutoCAD software 2023 version အတွက် software file လေးတွေတင်ပေးထားပါတယ်။အဲ့ဒါလေးတွေကိုအရင်ဆုံးကျွန်တော်တို့ Telegram ကနေပြီး download ဆွဲထားပေးပါ။ Telegram ကနေပြီးတော့ AutoCAD software file part 1နဲ့ part 2နှစ်ခုကို download ဆွဲပြီးတဲ့အခါမှာကျွန်တော်တို့ download ဆွဲလိုက်တဲ့ file ရဲ့ size တွေဒီအပြည့်ရမရကျွန်တော်တို့ဒီမှာတစ်ချက် file size လေးတွေကိုတစ်ချက်စစ်ပေးပါဒီ software raw file နှစ်ခုပေါင်းရဲ့ file size ဒီကျွန်တော်တို့ဒီမှာ 2.57 GB ရှိပါတယ်ဆိုတော့ဒီနှစ်ခုကိုကျွန်တော်တို့ဒီ extract ဖြည့်ရပါမယ်အဲ့တော့ software raw file ကို extract မဖြည့်ခင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီ Windows Defenders နဲ့ Antivirus တွေ User Account Control Setting တွေကိုပိတ်ထားရပါမယ်အဲ့တော့ဒီ Windows Security Box ကိုကျွန်တော်တို့ရှာရပါမယ်ဒီ Windows Search Bar မှာ Windows Security ဆိုပြီးတော့ရိုက်ထည့်လိုက်ပါ Windows Security တဲကိုကျွန်တော်တို့သွားပြီးတော့ Virus and Threat Protection တွေက Manage Setting တွေကိုသွားပြီးတော့ဒီမှာရှိတဲ့ Protection တွေကိုကျွန်တော်တို့ပိတ်ရပါမယ်အဲ့ဒါပြီးတော့တဲ့အခါမှာ Firewall Network Protection တွေကိုသွားပြီးတော့ဒီ network သုံးခုကိုကျွန်တော်တို့ပိတ်ပါမယ်နောက်တစ်ခုကကျွန်တော်တို့ဒီ Windows Search Bar မှာ Control Panel ဆိုပြီးတော့ရိုက်ထည့်လိုက်ပါ Control Panel တွေကိုသွားပါမယ် Control Panel တွေက Security and Maintenance တွေကိုသွားပါမယ်အကယ်၍ဒါက Windows 11မှာမလို့ Security and Maintenance ကိုကျွန်တော်တို့တစ်ခါတည်းတန်းတွေ့ရတာဖြစ်ပါတယ် Windows 10မှာဆိုရင်ကျွန်တော်တို့ဒီ System and Security ဆိုပြီးတော့အရင်တွေ့ရမှာဖြစ်ပါတယ်အဲဒီ System and Security တဲ့ဝင်ပြီးတော့ Security and Maintenance ကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ Security and Maintenance တွေကိုရောက်လာပြီဆိုရင်နောက်ဒီဘက်နားလေးမှာ Change Security and Maintenance Setting ဆိုတာလေးရှိပါတယ်အဲ့ဒီကိုလာပြီးတော့ User Account Control နဲ့ Virus Protection ဒီနှစ်ခုကိုအမှန်ချင်းဖြုတ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ OK နှိပ်ပေးပါပြီးရင်ဒါကိုပိတ်လို့ရပါပြီဒီ software ကကျွန်တော်တို့ online installation လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ Wi-Fi internet တွေဖွင့်ထားဖို့လိုပါတယ် Wi-Fi internet line ကောင်းရင်ကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေပါတယ်ဒီ Autodesk ကနေပြီးတော့လိုအပ်တဲ့ဒီ features တွေကိုသူ့လို download ဆွဲပြီးသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ဒီ software file ကို extract ဖြည့်ပါမယ်ပထမဆုံး part 1တစ်ခုတည်းကိုပဲ select လုပ်ပြီးတော့ right click ထောက်ပေးပါပြီးသွားရင်ဒီမှာကျွန်တော်တို့ extract to နဲ့ extract ဖြည့်ပါမယ်ဒီမှာကျွန်တော်တို့ Rising Star Engineering Group ကနေပြီးတော့ပေးထားတဲ့ software password ကိုရိုက်ထည့်ပေးပါ password ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ OK နှိပ်ပေးပါဒါဆိုရင် extract ဖြည့်နေပါလိမ့်မယ်extract တရားပြည့်တဲ့အထိစောင့်ပေးပါအဲ့တော့ extract ဖြည့်လိုက်တဲ့ folder လေးကြာလာပါလိမ့်မယ် AutoCAD 2023ဆိုတဲ့ folder လေးကို copy ယူပါ copy ယူပြီးတော့ local disk C drive ထဲကို paste ချပါမယ်အခုကူးထည့်လိုက်တဲ့ AutoCAD 2023 folder ဒီထဲကိုဆက်ပြီးတော့ဝင်ပါမယ်အပေါ်ဆုံးမှာတွေ့တဲ့ setup ဆိုတဲ့ file နဲ့ကိုဝင်ပေးပါဝင်ပြီးသွားရင်ကျွန်တော်တို့ဒီအောက်ဆုံးမှာရှိတဲ့ setup.exe ဆိုတဲ့ file ကို run ပါမယ်အဲ့တော့ဒီနေရာမှာ setup file တွေဒီကျွန်တော်တို့ဒီစင်တူရိုးမားလေးတွေရှိတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်မှားမှာဆိုလို့ဒီဘက်က application ဆိုတဲ့စာနဲ့တန်းနဲ့ဖြစ်နေတဲ့ file ကို run ပေးရမှာဖြစ်ပါတယ် select right click ထောက်ပြီးတော့ run as administrator နဲ့ run ပါမယ် English နဲ့ Russian နှစ်ခုရှိတဲ့နေရာမှာကျွန်တော်တို့ English ကိုရွေးပြီးတော့ next ကိုနှိပ်ပါမယ်ပြီးရင်ဒီမှာ OK ဆိုတာလေးကိုနှိပ်ပေးပါပြီးရင်ဒီမှာခဏဆောင်ပေးပါโอเคပြီးသွားရင်ဒီဒါလေးကခဏပျောက်သွားပါလိမ့်မယ်ဒီအောက်နားလေးမှာဒါလေး Autodesk install ဆိုတဲ့ဟာလေးပေါ့နော်ဒါလေးကို OK နှိပ်ပေးပါပြီးသွားရင်ကျွန်တော်တို့ဒီနားလေးမှာ SETEN
.exe ဆိုတဲ့ file လေးအဲ့ဒါလေးကို select right click ထောက်ပြီးတော့ run as administrator နဲ့ run ပေးပါဒါကသူ့ရဲ့ installer ဖြစ်ပါတယ် AutoCAD software ကို install လုပ်ဖို့အတွက် installer ဖြစ်ပါတယ်preparation for installation ဆိုပြီးတော့ဒီ box လေးကြာနေပါလိမ့်မယ်ဒါပြည့်တဲ့အထိစောင့်ပေးပါခဏပျောက်သွားပါလိမ့်မယ်ခဏစောင့်ပေးပါ installer တက်လာပါလိမ့်မယ် Autodesk installer preparation လုပ်နေပါပြီဒီနေရာမှာတော့ကျွန်တော်တို့20စက္ကန့်လောက်ကနေ10မိနစ်နီးပါးလောက်ထိကြာပါတယ်ဒီ legal agreement ဆိုတာလေးပေါ်လာပြီဆိုရင် I agree ကိုအမှန်ချစ်ပေးပြီးတော့ next ကိုနှိပ်ပေးပါပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ next ကိုနှိပ်ပါမယ်အဲ့တော့ selected additional components တွေပေါ့နော်ဒါတွေကကျွန်တော်တို့အကုန်လုံးအသုံးလုံးမှာဖြစ်တဲ့အတွက်အကုန်လုံးကိုအမှန်ချစ်ပြီးသားအမှန်ချစ်ပေးပါဒီဘက်ကဒါကတော့ကျွန်တော်အရင် version မှာကျွန်တော် install လုပ်ပြီးသားဖြစ်တဲ့အတွက်သူပေါ်နေမှာဖြစ်ပါတယ်အကယ်တော့ agree ဒီနေရာမှာအမှန်ချစ်ဒီအကုန်လုံးပျောက်နေတယ်ဆိုရင်အသုံးလုံးမှာဖြစ်တဲ့အတွက်အကုန်လုံးမှန်ချစ်ပေးပါပြီးတော့ install လုပ်ပါမယ် installation progress ကကျွန်တော်တို့ဒီကနေဒီထိ100%ရှိမယ်ပြီးတော့ဒီအခုကျွန်တော်တို့ဒီရွေးချယ်ထားတဲ့ product တွေအတွက်လည်းတစ်ခုချင်းစီကို100ပြည့်အောင်စောင့်ရပါမယ်အားလုံးပြီးသွားတဲ့အချိန်ထိ100% installation progress ပြီးသွားတဲ့အချိန်ထိကျွန်တော်တို့စောင့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်အထိဒီကျွန်တော်တို့ဒီ cancel လုံးဝမလုပ်ပါနဲ့ offline မဖြစ်သွားပါစေနဲ့เนาะဒီ Wi-Fi internet ကိုဖွင့်ထားပါ software ကို restart မဖြစ်ပါစေနဲ့ power off တွေပါမဖြစ်ပါစေနဲ့ဒီအပေါ်တစ်ခုကတော့100ပြည့်သွားပါပြီ။ channel product လေးတွေ5ခုစလုံးအကုန်လုံးကို100% progress ပြည့်အောင်စောင့်ပေးပါ။ဒီလိုအမှန်ကျစ်အစိမ်းရောင်လေးတွေပေါ်တဲ့အထိစောင့်ပေးရမှာဖြစ်ပါတယ်။ပြီးသွားရင်အကုန်လုံးအမှန်ကြီးပြည့်သွားပြီဆိုရင်ခဏဆောင်ပါ install complete ဆိုတဲ့စာသားနဲ့အတူ finish ဆိုတဲ့စာလေးပေါ်လာပါလိမ့်မယ်ဒီ finish ကိုနှိပ်ပေးပါအဲ့ဒါပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီအရှိကိုပြန်လာပါမယ်ဒီ number 2 craft file နဲ့ကိုသွားပါ craft file နဲ့မှာရှိတဲ့ ADSK NLM.exe ပေါ့နော်ဒါ network license manager tools ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ copy ယူပါမယ် copy ယူပြီးတော့ကျွန်တော်တို့ C တဲကဒီဒုတိယမြောက် folder မှာ Autodesk ဆိုတဲ့ folder တွေကိုသွားပါသွားပြီးတော့ဒီထဲမှာ paste ချပါမယ်တခါပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ desktop ပေါ်တစ်ချက်သွားပြီပါ desktop ပေါ်မှာရှိတဲ့ AutoCAD ဒီ icon လေးပေါ်လာပါလိမ့်မယ်အဲ့ဒီ icon ကိုကျွန်တော်တို့မဖွင့်သေးပါနဲ့ဟုတ် select right click ထောက်ပါ right click ထောက်ပြီးတော့ open file location တွေကိုသွားပါပြီးသွားရင်စန copy ယူထားတဲ့ဒီ network license manager tools လေးကို paste လုပ်ပါမယ်
ပြီးသွားရင် continue နှိပ်ပေးပါအဲ့ဒါပြီးသွားရင်ဒီ ATSK NLM.exe file လေးကိုကျွန်တော်တို့ run ပါမယ် select right click ထောက်ပြီးတော့ run as administrator နဲ့ run ပါမယ်ဒီမှာဒီလိုအမဲရောင် pause လေးတွေကြာလာပါလိမ့်မယ်ကြာလာပြီဆိုရင်တစ်ခုချင်းစီကို close လုပ်ပေးပါထပ်ပြီးတော့ဒုတိယမြောက်ထပ်ပြီးကြာလာပါလိမ့်မယ် close လုပ်ပေးပါနောက်ထပ်3ခုမြောက်ထပ်ပြီးတော့ကြာလာပါလိမ့်မယ် close လုပ်ပေးပါဒါဆိုရင်တော့ကျွန်တော်တို့ခဏဆောင်ပေးပါအောင်နော်အောက်မှာဒီဟာလေးတစ်ချက်ပေါ်လာပါလိမ့်မယ်ဒီ ADSK နဲ့ NLM cracking complete ဆိုပြီးတော့ဖြစ်သွားပါပြီပြီးရင် OK နှိပ်ပေးပါဒါဆိုရင်ကျွန်တော်တို့ install လုပ်တာ complete ဖြစ်သွားပါပြီဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒီ software ကို run လုပ်ရပါပြီ select right click ထောက်ပြီးတော့ဒီ open ထက်ဆိုင်ရင် run as administrator နဲ့ run တာပိုကောင်းပါတယ်ဒါဆိုရင် AutoCAD software လုပ်တင်တက်နေပါပြီနောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်တို့တစ်ခုပဲကြံပါတယ်ဒီမှာနှစ်ခုရှိပါတယ် serial number ထည့်ခိုင်းတာနဲ့ network license ရွေးခိုင်းတာအဲ့တော့ဒီအောင်လုံးဝမနှိပ်ပါနဲ့နော်အခုကျွန်တော်တို့ဒီမှာ use network license ဆိုပြီးတော့ရွေးပါမယ်ဒီအခြေအနေအထိကျွန်တော်တို့ online ဖွင့်ထားပေးပါပြီးရင် select ကျွန်တော်တို့နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့AutoCAD software ကိုစပြီးတော့သုံးလို့ရပါပြီဆိုတော့ဒီနောက်ပိုင်းမှာတော့ဒီ install လုပ်ပြီးသွားပြီဆိုရင်နောက်အခေါက်ဒီဖွင့်တဲ့အခါမှာ online ကို Wi-Fi internet ကိုဖွင့်လဲရတယ်ပိတ်လဲရပါတယ်ဆောင်းနာကကျွန်တော်တို့ဒီ C ထဲကိုကူးထည့်လိုက်တဲ့ AutoCAD 2023ဆိုတဲ့ folder လေးကဒီဖြတ်လဲရပါတယ်ထားထားလဲရပါတယ်ဒီမှာ 4.17 GB တောင်ရှိတဲ့အတွက်သူ့ကိုကျွန်တော်တို့ဒီ file size တွေဒီ C drive ထဲမှာအရင်များနေမှာဆိုလို့ကျွန်တော်ဖြတ်ထုတ်လိုက်ပါမယ် delete လိုက်ပါမယ်နော်ဒါဆိုရင်တော့ရပါပြီ